ဒီတခါတော့ပြိုလူမောင်ကြောက်ပရောင်းဆိုင်ဖွဲ့ရဲ့ကောင်းချက်ကတော့ထောင်းချတဲ့အတိုင်းပဲဆိုတာလက်တွေ့ခံစားကြည့်ရှုသုံးသပ်ပေးကြပါအောင်ဗျာသက်ဝိုင်းနဲ့ကျင်းအောင်ဝိုင်းတို့ရဲ့တစ်ခုချင်းစီလက်စွမ်းပြထားတာကိုလည်းခံစားလိုက်ပါအောင်ဗျာနဲ့စီရလေးကြိုက်တယ်လားတော့ချက်တောင်ပန်းခတ်အဲ့ဒီမှာနဲ့စီရလေးအလက်နဲ့စီရလေးကြိုက်တယ်လားတော့စိတ်ကြိုက်အာဇာနည်တော်ဟဲ့ကြက်တယ်လားဤမောင်
အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ